သွားပြန်ပေါက်တဲ့အလုပ်ချင်းဆောက်လို့ဒီမှာကျမဆုံးဆုံးတယ်အဲ့တော့ဒီကျွန်တော်တို့ရတော့ပြန်ပေါက်တယ်ကိုကြီးရပေါက်ပါโอ้ဟုတ်တော့ဟုတ်တယ်ကွာဘယ်ကျစစ်ပေါ်ဆရာဝန်များတွေဒီမှာကလေးမဒီကျောင်းဆိုင်ဘယ်လောက်ကြာဒါမနောင်းနဲ့လောက်ဟုတ်ဒါမနောင်းနဲ့လောက်ဟုတ်လုံးနဲ့တောင်းနဲ့မညီအောင်ပြဲတယ်ပြောနေဒီပေါ်ရင်ဆိုင်ကလာပြဲတာဘယ်လိုကြည့်နေလားကျုံပါအဒေးလေးအဆွဲလေးနေပါလားကဲလေညဆွဲလေးပြလိုက်စီပြောပါတော့ဘယ်ကဒီလိုဆုံးမလဲဖြစ်သားတွေပဲရမယ်မဟုတ်လို့မရမင်းတော့ကတော့လေဒီတော့တော်လို့လဲပါလားလဲတော့မင်းတော့လက်တော့မတော့စီနာပဲဒီလိုဆိုင်အပွေးမတိုင်းရတယ်အပွေးကဘူဟာလောက်လိုက်နေတော့ငယ်တယ်ဒီလိုလေဟာလို့ပါကျိုးရဲ့ဒီကောင်လေးနဲ့ကွာဟာအရှိန်နေတာလေးကိုပြေးတယ်ကြည့်စမ်းဖုံတော့တန်လာလိုက်တာနားရဲ့အရှိန်ကတော်တော်ကြီးရတယ်ကဘူဘယ်ငါစီရလာစားနေယူရပြေးနေတော့ကျက်ဆိုရတာလေကျွတ်စင်ကြီးပဲကိုတော်ကျွတ်လာပြီကားလေးပါရင်ဖွင့်ရအောင်ဒီဖြစ်စဉ်ကိုဥပမာယူရမှာနော်အဲ့တော့ပညာဆိုတာကယူတတ်မှာရနော်အခုပေးတော့တခါတည်းယူတယ်မထူးပါဘူးတခါတည်းပဲတင်ပေးလိုက်တာတော့ကျိုးမထူးပါလက်ပွင့်ရုံပေါင်းလိုက်ဟုတ်ဘာလဲပြမှာရ